သားသမီးတွေကလည်းလိမ်မာကြတယ်စီးပွားရေးရလည်းအဆင်ပြေတယ်လူမှုရေးအရာလည်းကျွန်တော်တို့ထိုင်လျောက်အဆင်ပြေကြတယ်အားလုံးကဒါပေမဲ့ကျွန်တော်မိမကတခါနေပြီးသွားရင်လုံးဝနှုံးခွေပြီးတော့စိတ်မပါဘူးဒါတော့ကျွန်တော်တို့စိတ်လျော်စရာလိုက်ရောပေးတာပဲရှိတယ်ဆိုတော့အဲ့လိုအခြေအနေ client တယောက်ကစားပြီးတော့ဖုန်းဆက်လာတဲ့ကသူကအစားရအဆင်ပြေနေတဲ့သားနဲ့သူ့မျိုးသမီးကဒီလိုမဖြစ်နေဘူးတချို့ဆိုရင် stress များလို့ဆိုရင်စီးပွားရေးလူမှုရေးပူနေရလို့ဆိုတာမျိုးပေါ့နော်သူ့မှာအဲ့လိုလည်းမပူပါဘူးသမီးကြီးလည်းမပူပါပဲဒီလိုဖြစ်နေတာတဲ့နောက်တစ်ဆင့်ကOG တွေမှာသွားစစ်တော့လဲတအိမ်ကလည်းအကုန်ကောင်းပါတယ်မူမှန်တယ်လို့ပဲပြတယ်တဲ့အဲ့ဒါဆီယမကိုတွေးလို့မေးချင်လို့ပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုးဒါမျိုးလုပ်လို့ရမလဲဆိုအဲ့မျိုးကိစ္စတွေဆိုဆီယမရဲ့ချက်ပေါက်တွေမှာဒါမှမဟုတ်ဆီယမရဲ့တင်ထားတဲ့ဖုန်းနံပါတ်တွေမှာဆက်သွယ်မေးမြန်းပေးဒါတွေကဆီယမဖြည့်ရှင်းပေးနေအဓိကကဘာလဲဆိုတော့ဒီတယောက်တယောက်ကဒီအိမ်တော်ရေးဒုက္ခမှာကအဲ့ရပုံမှာကိစ္စကလည်းဆမအနည်းဆုံးဒါ90%ခိုင်နှုန်းကတော့အရေးကြီးတယ်။နောက်တစ်ခါသုံးကကွန်ပျူတာကနားလည်ပြီးလို့ဟုတ်ပြီမဲ့အမြဲတမ်းကြီးမရနေတဲ့ခါမှာလည်းမြတ်ဘက်မှာလည်းအဆင်မပြေဘူးဆိုတာကိုအမားတို့တွေကိုဆရာမကသိစေချင်တာအဲ့ချိန်မှာကိုလိုအပ်ချက်ကိုသိစေချင်တာဖုန်းဆက်လာတဲ့ client ကလည်းအမားမဟုတ်ဘဲနဲ့မြတ်ကနေသူ့မြတ်သမီးတို့ကိုမေးပေးတာဒါကအရန်ကောင်းတဲ့အခြေအနေဒီလိုအင်တာဗျူးမျိုးရတာကောင်းတယ်။ဘာလို့ကိုပြုပြင်စေခြင်းနေတာကောင်းစေခြင်းနေတာဒုက္ခများပေါ့နော်အဲ့တော့ဆရာမနဲ့တွေ့ရတယ်အရန်ကန်ကောင်းတယ်ဒီထဲကအကိုတွေကိုယ့်မသမီးကညာစိတ်မပါဘူးဆိုရင်တချို့ကြရှာကြသေးတာပေါက်ကြရဈေးတွေကိုပေါ့နော်ကိုယ့်မသမီးစိတ်ပါဟိုဟာလုပ်လို့ရတယ်လုပ်လို့ရတာအဲ့ဒါမျိုးတွေထက်ခုနလိုစစ်ဆေးမှု OG တွေပြထားပြီးပြီဆိုတာတော့မကောင်းဘူးဆိုရင်တော့သူတို့ကဟော်မုန်းဆေးသုံးရတော့ဟော်မုန်းဆေးဆိုရင်လည်းအင်္ဂါတွေမှာ automatic သုံးနေရတဲ့ဟော်မုန်းဆေးဓာတ်ဆေးရှိတယ်အဲ့ဒါမဟုတ်ဘဲနဲ့ကျွန်တော်တို့ဟော်မုန်းပြန်ဖြည့်တဲ့estrogen နဲ့ progesterone ပြန်ပြီးညီမျှအောင်လုပ်ပေးတဲ့ဟော်မုန်းအားဆေးလေးတွေကိုတောက်ပေးရမယ်။အဲ့ဒါကြလည်းဘယ်လောက်တောက်ရမလဲဆိုတော့ကျွန်တော်အနည်းဆုံး3လ6လ supplement တစ်ခုဟော်မုန်းအားဆေးတောက်ရင်3လ6လတောက်ရတယ်။တချို့တန်တက်အားနေနေတယ်ရေအိတ်တွေရှိနေတယ်ဆိုရင်တော့ folic acid ပါကျွန်တော်တွဲတောက်ရတဲ့အခြေအနေရှိတယ်။နော်အဲ့တော့ H client ကိုကျွန်မသူ့မြေသမီးရဲ့ဓာတ်လေးသုံးဆွဲပုံတွေတခြားမေးတယ်။တခြားမေးပြီးမှသူ့ကိုဟော်မုန်းဆေးပေးလိုက်တာ။ကျမရေကျွန်တော်သုံးပြီးတဲ့15ရက်လောက်ချိန်မှာသူပြန်ပြောတယ်ကျမအစင်နဲ့တော့ပြေးကြခင်ဗျသူအရင်လိုမျိုးအငင်းကန်တာမျိုးမရှိဘူးလူလည်းအရန်နှုံးတာတော့မရှိဘူးဒါပေမဲ့အရန်ကြီးတော့လည်းအစင်မပြေသေးဘူးပေါ့အဲ့ဒါနဲ့သူ့ကိုကျမပြောတယ်ဆက်တောက်သွားဒီချိန်လေးလေးကို3လစတိုက်တောက်အဲ့လိုမျိုးအကြံပေးတဲ့ခါမှာတော်လေးအစီအမီအဓိကအဖြစ်ရပါလဲဆိုအဲ့ဒီ estrogen progesterone ညီစေတဲ့ EPD primo wine ပါတဲ့ဆေးတွေထဲမှာဆမ်မစီမှာလုံးဝအမျိုးသမီးတွေအတွက်ကိုရလက်ရတယ်ဆမ်မကိုရိုင်းကလည်းတစ်နှစ်ခွဲကျော်လောက်ထိလက်ရှိလည်းသုံးဆွဲနေတဲ့ဟော်မုန်းအားဆေးတွေရှိတယ်အမျိုးသမီးဖြစ်တဲ့အတွက်ကိုရိုင်းကလည်းနားလေတယ်ခံစားမိတယ်ဆမ်မအာမခံပေးနိုင်တယ်ပေါ့နော်အဲ့အတွက်အဲ့လိုမျိုးအမျိုးသမီးကမဖြစ်ဘူးဆိုရင်တော့ဆမ်မတို့ကဒါအသက်30အောက်မှာသုံးရမယ့်အစားလေးရဲ့အသက်30အထက်မှာသုံးရမယ့်အစားလေးရဲ့ဆိုပြီးတော့နှစ်စားရှိရပေါ့နော်ဒါကတော့ကြိုက်တာရွေးချယ်လို့ရတယ်ကျွန်တော်တို့စီမှာရှိပါတယ်အဲ့လိုမျိုးအခြေအနေဆိုလဲတချို့ client တွေဆိုလဲအများကြီးရှိတယ်ပေါ့ကျွန်မစီမှာမြို့သားရင်မဟုတ်ဘူးမြို့သမီးတွေမှာလည်းအင်တာဗျူးဒုက္ခနဲ့ပတ်သက်ပြီးပြင်းပြမှုမခံစားရဘူးဆိုတဲ့အခြေအနေတွေလုံးဝနှုံးခွေနေတယ်ပျော့ခွေနေတယ်ညှင်းဆန်နေတယ်ဆိုတဲ့အခြေအနေတွေလည်းအများကြီးကျွန်မဖြည့်ရှင်းပေးပါလေရှင်ပြောချင်တာ